2နောက်ခုစီရအမျက်မထွက်စင်မဆိုရနံပါတ်3အပန်းမိတစ္ဆာတောင်းခံလာကနည်းနည်းပဲဖြစ်စီပေးလို့ရ၏စတုမဟာရိပုံတထရထဝိရုဏကဝိရုပခခုဝေယဆိုတဲ့နာမည်ကြီးလေးပါးကိုပါဠိလိုစတုမဟာရသလို့ခေါ်ပါတယ်စတု၄ရောက်သောမဟာရသနာမည်ကြီးအဲ့ဒီနာမည်ကြီးလေးပါးကိုစိကခါစားရတဲ့နောက်ခံညတို့မှာစတုမဟာရာစိကလို့ခေါ်ပါတယ်နာမည်ကြီးလေးပါးနဲ့စတုမဟာရာစိကညတို့ရဲ့နေရာပုံကိုပါဠိလိုစတုမဟာရာစိကမြန်မာလိုစာတုမဟာရိပုံဒါမှမဟုတ်စာတုမဟာရိနတ်ပြည်လို့ခေါ်ဆိုပါတယ်ဒီပုံမှာတရားမိကုံစာတထရထနာမည်ဝိရုဏကနာမည်ဝိရုပခနာမည်ကုဝေယနာမည်ဆိုပြီးနာမည်ကြီးလေးပါအုပ်စုပါတယ်တထရထနာမည်ကြီးဟာဝင်းရောက်တတ်ပေါ်သောမြင်းမို့တောင်ရဲ့အလေကူလက်အရှိဘက်နံမမှာတည်ပြီး